ပကံကိုအုတ်ချုပ်တဲ့မင်းတွေထဲမှာအနော်ရထားကြံစစ်သားနဲ့တခြားမင်းကောင်းတွေကလွဲရင်ကြံတဲ့တော်တော်များများလှုပ်ချင်ရလှုပ်ပြီးထင်ရဆိုင်နေတဲ့မင်းတွေပါဥပမာစောလူမင်းကထင်ရဆိုင်လိုက်ကြံစစ်သားကပြန်တဲ့လိုက်နဲ့ပကံတိုးတက်လာတယ်ဆိုတာလည်းတကယ်တော့လိမ့်ဖဲပါကြံစစ်သားနောက်မှာတော့ပြန်တဲ့ပေးနိုင်တဲ့မင်းမရှိတော့ပကံဒီလည်းတက်ဖို့အကြောင်းဖန်လာပါတယ်တက္ကရာ618ခုနှစ်နရတိယပတိမင်းလက်ထပ်ပါဒါကတော့နရတိယပတိပါဒီမင်းလက်ထပ်မှာအမတ်ကြီးယာသတကြံရှိပါတယ်အသိုးဆုံးမင်းနဲ့အတော်ဆုံးအမတ်ကိုလာတွဲထားသလိုပါပဲပကံဒီကြီးကလောလောဆယ်စစ်ထဲမှာပါနရတိယပတိကမုတ်တမနဲ့မစ္ဆဂီရီကိုတိမ့်နေတဲ့အချိန်ဖြစ်ပြီးမုတ်တမကိုရတာတော့မစ္ဆဂီရီကိုတော့မရနိုင်သေးပါဘူးပြီးတော့မင်းကြီးကအမတ်ကြီးတီသွားပြီးတိုင်မြင်ပါတယ်အမတ်ကြီးကလည်းမစ္ဆဂီရီကိုလူကိုယ်တိုင်သွားသိမ့်မယ်မရရင်ပြန်မလာဘူးဆိုပြီးထပ်သွားတယ်မစ္ဆဂီရီကိုရောက်တော့အမတ်ကြီးသုံးတဲ့နီးလူဟာရိုးရှင်းပါတယ်ဒါကအဓိကမျိုးဆိုရင်ဘေးကမျိုးငယ်လေးတွေကိုတစ်ခုပြီးတစ်ခုသိမ့်လိုက်တော့အဓိကမျိုးကအစာရည်သာပြက်လက်ပြီးအညံ့ခံသွားပါတယ်ဖြစ်နိုင်သွားတယ်ဆိုတာကိုပကံကိုအကြောင်းကြားဖို့တားထစ်သူအုတ်လှငယ်ကိုလွှတ်လိုက်ပါတယ်အုတ်လှငယ်သွားနေတော့ဂျားထဲမှာပြောစရာရှိပါတယ်နရတိယပတိကထင်ရဆိုင်တဲ့မင်းဆိုပေမဲ့ငဒူမင်းမဟုတ်တယ်လို့အာနာဇက်လည်းတော်တော်ပြင်းနေမင်းပါအုတ်လှငယ်တဲ့ပကံစိတ်ကန်းကိုရောက်လာပါပြီဒါကိုမင်းကြီးကမြင်နေသူချင်းညံတော့လွတ်ပြီးသတင်းမေးခိုင်းလိုက်ပါတယ်သတင်းမေးတဲ့လူရောက်လာတော့အုတ်လှငယ်ကကျွန်တော်အုတ်လှလာသည်ဆိုတာပဲပြောခိုင်းလိုက်ပါတယ်ဒီမှာတင်မင်းကြီးကစစ်ရေးအရင်မပြောဘဲနဲ့ဒီလိုလျှောက်တယ်ဆိုပြီးနေစိတ်မှတင်တတ်ခိုင်းလိုက်ပါတယ်အဲ့ဒါနရတိဟပါအန်ခါအရှုနဲ့ဒေါသအလွန်ကြီးတဲ့မင်းပါတတ်မဲ့သူကိုအုတ်လှတွေ့တော့စစ်ပွဲအခြေအနေကောင်းကြောင်းတော့လျှောက်ပြရသေးအောင်လို့ပြောမှမတတ်သေးပဲမင်းကြီးတီလွတ်လိုက်ပါသေးပါသေးရတယ်မင်းကြီးတီရောက်တော့ခေါင်းမှာအုပ်ထားတဲ့ပေါ်ဝါကိုဖယ်လိုက်ပါတယ်ဒီချိန်မှာသပင်းတွေကြွကြလာပြီးတန်းနေလည်းရှိနေပါတယ်အမိန်ကိုဥသွေးဆန်တွေထမ်းတယ်ဆိုတာဒါမှစစ်ပါမင်းကြီးလည်းဒါကိုသဘောပေါက်သွားပြီးစုတွေပါတွေတောင်ပေးလိုက်ပါသေးတယ်ဖြစ်လဲနိုင်သွားတယ်ဆိုတော့စိတ်လည်းကျဉ်တ်သွားပါတယ်အခုလေးတင်တေတံပေးပြီးအခုပဲစုပေးနေတဲ့တကယ်မင်းပါဒီလိုတွေဖြစ်နေတဲ့အချိန်မှာရာသသကြံအမတ်က1 shot ထစ်ပြီးအသက်61မှာတင်ကွယ်လွန်သွားပါတယ်မင်းကြီးကလည်းတော်တော်လေးဝမ်းနည်းခဲ့ရပါတယ်အတော်ဆုံးအမတ်ကြီးမရှိတော့ထင်ရဆိုင်မဲ့ဘရင်ပဲကြံခဲ့ပါတော့တယ်အနားမှာတော့မိဖုရား9ယောက်ရှိပါတယ်ဒီထဲကမှမိဖုရားစောကအမတ်ကြီးမရှိတဲ့နောက်ဘရင်ကိုထိမ့်ပေးနေရတာပါတနေ့တော့မောင်မငယ်တယောက်နဲ့မျက်စိတ်ကိုလာတဲ့အချိန်မိဖုရားစောလုံးကိုတွေ့ပြီးရေနဲ့လောင်းခိုင်းလိုက်ပါအဲ့ဒါကစတာပါနောက်နေ့ကားတော်တဲမှာအစာတဲကိုအစိတ်ခတ်ထားလိုက်ပါတယ်ပကံခင်းမှာဘရင်သွားထည့်မိဖုရားတွေကိုတတိထားပါသူတို့ကအနိကလက်နက်တွေလိုပါပဲခုကြည့်နေတဲ့ထဲမှာဘလော့ဖလူကစားတဲ့လူတွေပါရင်အကောင်ရောင်းဝယ်ကိုဒီမှာလာလုပ်လို့ရပါတယ်ဒိုင်းမွန်ယူစီနဲ့ရိုဘတ်တွေလည်းဝယ်လို့ရတဲ့အတွက်ကိုယ်တိုင်ပြန်ရောင်းချင်ရင်လည်းတင်တန်းရှိပါတယ်တင်တန်းကြီးကတော့3500တဲ့ပါကွန်မန့် channel link ကနေဝင်ကြည့်လို့ရတယ်လို့ TikTok အကောင့်ကနေလည်းဆက်သွယ်လို့ရပါတယ်နရတိယပတိမင်းကလည်းအစိုးရှည်တယ်ပဲပြောရမလားအစိတ်ခတ်ထားတဲ့ဓမင်းကိုခွေးကိုအရင်ကျွေးကြည့်လိုက်ပါတယ်ခွေးကတေသွားတော့မင်းကြီးလည်းအစိတ်ခတ်ထားတယ်ဆိုတာကိုသိသွားပါတယ်တုံတန်းစစ်သေးကြည့်လိုက်တော့သောလုံလက်ချက်ဆိုတာသိပြီးသောလုံကိုပါတေတံပေးလိုက်ပါတယ်နောက်နေ့အိတ်နေရင်မှသောလုံကိုခေါ်လဲဆိုပြီးထရောက်မိပါတယ်ပြီးမှသူတေတံပေးလိုက်တာသိပြီးမှားမှန်းသိသွားပါတယ်အခုမှသာမှားမှန်းသိတာပါတက်တုံးကကြတန်ကြပေါ်တင်ပြီးကိုမီးရှို့တတ်တာပါနောက်နားရသွားတဲ့မင်းကြီးလည်းဦးလေးကိုခေါ်သူတက်ခိုင်းတဲ့သူတွေကိုချက်ချင်းမတက်ပဲထားပြီးတေတဲ့မှတေတယ်မတေတဲ့ရင်လွတ်စေဆိုပြီးထိန်းခိုင်းလိုက်ပါတယ်ဒီနောက်မှာတော့မင်းကြီးလည်းတန်ဝေကတွေရပြီးဖျားတယ်ဖို့လုပ်ပါတယ်မင်းကပါနဲ့ပန်းဖို့ဒေတာမှာပါတဲတဲ့သေးဒီကတော့မင်္ဂလာသေးဒီပါတဲနေရင်နဲ့3ပုံပုံ2ပုံလောက်အရောက်မှာတော့ဖျားလဲပြီးပြည်ကြီးလဲပြက်လက်တန့်ဆိုတဲ့တပေါင်းသားကားတစ်ခုပေါ်လာပါတယ်ဒီတကားကြောင့်ဖျားမပြီးခင်ရက်ထားပြီး6နှစ်ကြာမှပြန်တဲတာမျိုးလောက်တာပါတက္ကရာ636ခုနှစ်တဆုံလားတိဇာတာပတိနေ့မှာတော့ထာပနာပွဲကျင်းပပါပြီဒီထာပနာပွဲမှာရှေးမင်း51ဆက်ရဲ့ငွေရုပ်ထုတွေနဲ့ရတနာပန်းတောင်းလဲပါပါတယ်မင်းမူရန်800ကတရဖူးနဲ့ပလဲကိုဝစ်ပြီးလိုက်ရပါတယ်အမျိုးသမီး800ကတော့မြပလဲနဲ့ဗဒံများကိုဆင်ရပါတယ်ဒါတွေအကုန်လုံးထာပနာထဲပဲထည့်လိုက်ရတာပါဒါကိုကြည်ချင်းအားဖြင့်ပကံကဒီချိန်လေးမှာတော့ဘလောက်ချမ်းသာလဲတွေ့နိုင်ပါတယ်ပကံတဲပြီး9နှစ်အကြာမှာတော့တပေါင်းတကားတိုင်းဖြစ်ဖို့အကြောင်းဖန်လာပါတယ်မြန်မာတက္ကရာ643ခုနှစ်တက္ကရာ656ခုနှစ်မှာတရုတ်တန်အဖွဲ့တစ်ဖွဲ့ပကံကိုရောက်လာပါတယ်အကြောင်းရင်းကအနော်ရထားကိုကြောက်လို့ပေးလိုက်ရတဲ့ရတနာပစ္စည်းတွေကိုလာပြန်တောင်းရင်ပကံကိုတရုတ်သစ္စာခံခိုင်းတာပါဒါကိုနရတိယကြားတော့ထုံးစံတိုင်းဒေါသကြီးထွက်ပြီးလာတဲ့တပ်အမတ်တွေကိုတတ်ခိုင်းပါတယ်တနည်းအားဖြင့်ဒါကစစ်ကျင်ညာလိုက်တာပါပဲဒီတော့စစ်ပွဲလဲစတင်ပါတော့မယ်ဒီမှာပကံကစစ်ရေးအရာမသာလာပါဘူးတာချင်းရင်ရွာသားမျိုးကိုတတိုင်းတဲပြီးပြန်တိုက်မှရမှာပါတဲဖို့အတွက်ကလည်းအုတ်တွေလိုပါတယ်ငပြန်ရဖို့ဆိုရင်ဖျားတွေဖြတ်ပြီးယူမကိုရမှာပါဒီမှာတင်ဂူကြီး1000ဂူငယ်1000ကလားချောင်း3000ဖြတ်လိုက်ရပါတယ်
ကျွန်တော်တို့အခုနေနေရတဲ့ဖျားငားလာပါတယ်ဆိုတဲ့ပကံကဖြတ်လို့ကြံခဲ့တာတွေပါဒတိုင်းမြို့တဲကန်တော့လေခြေနေကမကောင်းတော့လှိန်နဲ့ပသိမ်ကိုပြေးရပါတယ်ဒီမှာတင်ပကံကိုပြက်ပြေးတဲ့မင်းနဲ့ကြံခဲ့ရတဲ့ပကံအနာဂတ်ကတော့တယောက်ဖို့ပဲကြံပါတယ်ပကံကိုစမပြောခင်ရတိဟာပတိတရုတ်ပြေးမင်းဘာဆက်တည်းလည်းပြောပါမယ်တရုတ်ပြေးမင်းပြည်ကိုပြေးပြည်ကနေမှမုံကိုဆက်ပြေးပြီးလူပြန်စုပါတယ်နည်းနည်းကြာလာတော့တရုတ်တက်တွေကလည်းပြန်ဆုတ်သွားပါပြီဒီမှာတင် option နှစ်ခုရှိပါတယ်မုံကနေပကံကိုတန်းပြန်မလားဒါမှမဟုတ်မုံကနေပြည်ကိုပြန်ပကံအချင်းနေကြည့်ပြီးမှပကံထဲကိုဝင်မလားဆိုတာပါမင်းကြီးကတော့ပြည်ကနေမှပကံကိုတက်ဖို့ရွေးလိုက်ပါတယ်ပြည်ကိုတက်နေရင်အနားမှာရှိတဲ့မိဖုရားသောကပြည်ဝမ်းကိုလည်းမဖောက်ရပြည်အိုးကင်းကိုမနှိမ်ရပြည်တကုံကိုလည်းမလှဲရပြည်မျက်စိကိုလည်းမထုတ်ရပြည်ဆွဲကိုလည်းမချိုးရပြည်မျက်နှာကိုလည်းမဖြတ်ရပြည်ချေပြည်လက်တို့ကိုလည်းမဖြတ်ရဆိုပြီးရှောက်လိုက်ပါတယ်ဒီစကားရဲ့အဓိပ္ပာယ်ကိုမင်းကြီးကမသိပါဘူးကျွန်တော်လည်းအတူတူပါပဲအဓိကပြောချင်တာကတော့ဒီလိုတွေဖြစ်ရတာဘယင်မကောင်းလို့ဆိုတာပါပြည်ရောက်ခံဒီမှာတော့ပြည်မျိုးသားတီဟသူကတားပြီးစားတော်လာဆက်ပါတယ်နရတီဟကအစိတ်ခတ်ထားတယ်ဆိုတာကိုသိတော့မစားပါဘူးပွဲတော်မတဲပါကတတ်ညီဆိုပြီးချိန်ချောက်လိုက်ပါတယ်ဒီမှာရွေးတရားမရှိတော့ပါဘူးအသက်ခံမလားအစိတ်သမင်းစားမလားဆိုပြီးဖြစ်သွားတော့အစိတ်စားပြီးပဲနှက်ရဆန်သွားပါတယ်ဒါကတကယ်နောက်ဆုံးထမင်းတစ်နက်ပါပဲကြံခဲ့တဲ့ပကံကြီးကတော့တရုတ်သိန်းတာမခံရပဲမင်း30ပြောင်းလိုက်ပါသေးတယ်နောက်ဆုံးမင်းဖြစ်တဲ့တောမွန်နေမင်းလက်ထက်မှာတော့အင်းဝါကိုတစ္ဆာခံပြီးပကံနေတီတော်ကြီးလည်းပျက်စီးသွားခဲ့ရပါတယ်ဒီမှာတင်သမုတ်တရမင်းကနေစခဲ့တဲ့ပကံမင်းဆက်တွေလည်း55ဇက်မြောက်တက္ကရာ930အေဒီ1368မှာပြည်ပြတ်ပြီးပကံရာဆိုရင်လည်းပြီးဆုံးသွားပါပြီတကယ်လို့ဝီပီရင်တွေလိုအပ်လာပြီဆိုရင်ဒီမှာလာဝယ်လို့ရပါတယ်ဝီပီရင်တွေမဟုတ်ပဲ ChatGPT နဲ့ကင်မာတို့လိုတခြား software တွေလည်းရတာဖြစ်လို့စိတ်ဝင်စားရင် comment ကနေတစ်ဆင့်ဝင်ကြည့်လိုက်ပါပကံဒီကြီးလည်းပြတ်သွားပြီဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကြတော့မှပြန်တွေ့ကြမယ်